လာပါရှင်ကျမတော့ဖူးအီနွယ်ပါ DUV ရုံမြင့်တန်ကြိုင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်တိုင်းအတွင်းရွေးကောက်ပွဲကျင်းပတဲ့မြို့နယ်တွေရဲ့ရက်ကွက်တွေထဲမှာအဲဇင်းနဲ့နေထိုင်သူတွေဟာမဲမထည့်ရပဲရက်ကွက်အုပ်ချုပ်ရေးမှုတွေကအလိုလျောက်ကြိုတင်မဲဖြစ်ပေးထားတယ်လို့ကိုရိုင်းကြုံရတဲ့ပြည်သူတွေကပြောပါတယ်သက်ဆိုင်ရာရက်ကြီးဥက္ကဋ္ဌတွေကမဲစင်းလိုက်လံကောက်ယူတဲ့အချိန်မှာတကောင်ရှင်းနဲ့လူကိုသာကောက်ပြီးအဲဇင်းနဲ့နေထိုင်သူတွေကမဲထည့်စရာမလိုပဲကြိုတင်မဲထည့်ထားတယ်လို့သိရပါတယ်အဲဇင်းနဲ့နေတဲ့သူတွေကမဲထည့်စရာမလိုပဲစီးရင်ရှိပြီးသားဖြစ်တဲ့အတွက်သူတို့ဘာသာမဲစင်းဖြည့်လိုက်တယ်လို့တောင်းကလာပါမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါတယ်။ဇန်နဝါရီလ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကိုကျင်းပခဲ့ပြီးရန်ကုန်မြို့ရဲ့မြို့16မြို့မှာ15နေရာကိုကြန့်ခိုင်ပါတီကကြိုတင်မဲအများစုနဲ့အနိုင်ရရှိထားပြီးတော့တနေရာမှာပဲဇော်တိကဦးခင်လိုင်ကအနိုင်ရရှိထားတာဖြစ်ပါတယ်။ရန်ကုန်မှာမဲပေးနိုင်သူဦးရေ15သိန်းကျော်ရှိပေမဲ့လူနည်းစုသာလာရောက်မဲပေးခဲ့ပြီးလူငယ်တွေကတော့စစ်မှုထမ်းရမယ်လို့ချင်းချောက်ဖိအားပေးခံရလို့မဖြစ်မနေမဲထွက်ပေးခဲ့ရတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းထပ်ပိုင်းကတာမြို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးမြို့တွင်းကနေအိမ်တွေလည်းဖောက်ထွင်းခံနေရတယ်လို့မြို့ကန်စစ်ဆောင်တွေကပြောပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကဒီဇင်ဘာလနောက်ဆုံးပတ်ကစလို့ကတာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးစစ်ကော်မရှင်ဘက်ကမျိုးဆောင်တက်ခမရ309တက်ရင်ကနေအဓိကခုခံနေတာလို့သိရပါတယ်။မြို့ရဲကနေအိမ်တွေဖောက်ထွင်းခံနေရတာတေချာကြောင်းနဲ့မြို့ရဲပြန်မွေရသေးလို့အခြေအနေအသေးစိတ်ကိုမပြောပြနိုင်သေးကြောင်းတခြားဒေသခံတွေကလည်း DUV ကိုပြောပါတယ်။ဒါနဲ့အတူစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကတာမြို့စွန်ကပိန်းနှဲကုန်းရွာဝင်းကျင်ကနေတချို့မီးလောင်နေတယ်လို့လည်းသိရပါတယ်။တိုက်ပွဲအနေနဲ့ကတော့ကတာမြို့စီကိုလေရင်မလာတာ3ရက်ဝန်းကျင်ရှိလာပြီဆိုပေမဲ့ဒီကနေ့ဇန်နဝါရီလ23ရက်မှာတော့လေကြောင်းကနေခမရ309တဲကိုလက်နက်ခဲယမ်းနဲ့ရိတ်ခါတွေလာချသွားတဲ့အကြောင်းမြို့ကန်ကပြောပါတယ်ရှင်။ဖအံမြို့နယ်တွေကကရင်အမျိုးသားတပ်မတော် KNA တပ်စခန်းကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးပြီးတယောက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ကြေးရွာလေးရွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ဇန်နဝါရီလ3ရက်နေ့ကစပြီးလှိုင်းမွေးမြို့နယ်မှာရွေးကောက်ပွဲကြောင်းပြပြီးစစ်ကော်မရှင်တပ်တွေကိုအင်အားဖြည့်တင်းခဲ့တာကြောင့်ကရင်မျိုးသားတပ်မတော် KNA ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းဖွဲ့တွေနဲ့စစ်ရေးတင်းမာခဲ့ပါတယ်။ဒါအပြင်လှိုင်းမွေးမြို့နယ်နဲ့ဖန်မြို့နယ်အဆက်ကတိုက်တော်ကြီးရွာတန်လင်းမြကမ်းဘေးကကရင်မျိုးသားတပ်မတော် KNA ရဲ့တပ်စခန်းကိုလေကြောင်းအမြင့်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ Sorry, Kenny, sorry, Kenny, I'll be around. No private hotel. Sige, basta yewo. Dijalo ni mamilo. Ay wa tabi wa ri tama o. Biya na na ko ma. Bimu, we no bimu. Kaya bi ma pa o twa. Ma so bi si ku ri o. Mo ko bi si ri. Ah, bimu wa ni bi ka ga si mo. Sa to na ina se de call, to na ina sa ko na sa shit call. Di je bi lo lu na wa ko ba ji no di ta ji. Ada o ma ho bi je ma ti. Lu do baစစ်သားတော်နဲ့လေတော့လူလည်းနေတယ်မှာဒီရတွေကနောက်ကြတော့ကနဖူးတော့ကြားတယ်ရှင်နေပြင်းနေအောင်ကြားတယ်နည်းနည်းလေးလွယ်တော့အဲ့ဒီလောကစုနဲ့ PDF ပေါ့မောင်းပြီးတယ်လူကမတော့တော့မဟုတ်အောင်မှာတော့မောင်းကိုပြီးပြည့်တယ်လူပေါ့တယောက်ပြည့်တယ်တယောက်တော့တော့ပြီးမတော့ပြီးဘူးပြောတယ်ခါလာတက်စစ်နေလို့ပြီးတော့အဲ့ပတ်တယ်ကတော့ဒီလိုဝစ်ကြည့်တော့စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုကြောင့်ကရင်မျိုးသားတပ်မတော် KNL တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီးဒေသခံတွေစီကတီးပြီးလို့မရတဲ့အတွက်တာဝန်ရှိသူတွေကို DVB ကဆက်သွယ်မေးမြန်းခဲ့ပြီးမြဲအခုသတင်းထုတ်လင်းချိန်ထိပြန်လည်ဖြေဆိုတာမရှိပါဘူးစစ်ကော်မရှင်ကမြေပြင်စစ်ကြောင်းတို့ဝင်ရောက်တာလေကြောင်းပြင်ဒရုန်းပုံကျဲတိုက်ခိုက်တာတွေကြောင့်လိုင်းဝဲမြို့နယ်နဲ့ဗဟန်းမြို့နယ်အဆက်ကတိုက်တော်ဥတောင်နန်းသာအုံနဲ့တန်လင်းမြစ်တစ်ဖက်ကမ်းဝီကြီးကျေးရွာကထောင်နဲ့ချီတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်သူတို့ကလုံးမှာဘာကြောင့်လဲဆိုရင်သူတို့မှာ power ပေါ့နော်သူတို့ရဲ့ organization ရဲ့ power ဘယ်လောက်ရှိတယ်လဲဆိုတာကိုသူကပြမယ်။မ BGF ဖြစ်စေ KNA ဖြစ်စေ KNA ဖြစ်စေငါတို့ပြောစကားကိုနားမထောင်ရင်ငါတို့ခက်တဲ့တိုင်းမလုပ်ရင်ငါတို့ကမင်းတို့ဘယ်လိုပြန်လုပ်နိုင်တယ်လဲဆိုတော့သူတို့ရဲ့ power ကိုသူတို့ကချပြတာပဲ။အဲတော့ကျွန်တော်တို့တိုင်းလည်းလည်းကနေတတိထားရမှာကစကားမရဲ့သူရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကမပန်ဘူးမကူညီဘူးသူနဲ့မပူပေါင်းဘူးဆိုရင်တော့သူဘာတွေလုပ်နိုင်တယ်လဲသူဘာတွေလုပ်တတ်တယ်လဲသူရဲ့မူကျင့်တွေဘာတွေရှိတယ်လဲဆိုတော့လက်ရှိကျွန်တော်တို့ဒီပြည်တိုင်းသားနဲ့ကံဖွဲ့တွေအားလုံးဆက်လက်ပြီးတော့မြင်ရမယ်ဆက်လက်ပြီးတော့လည်းသူတို့ဘက်ကနေပြီးတော့အရှိန်မြင့်ပြီးတော့မှလှုပ်ဆောင်သွားလိမ့်မယ်ဆိုတာမျိုးလဲကျွန်တော်တို့ဒီဘက်ကနေပြီးတော့
ကြိုတင်ပြီးတော့တွေးထားတယ်ပေါ့နော်ကြိုတင်ပြီးတော့တွေးထားတယ် စစ်ကော်မရှင်ရဲ့ဒီကြောင့်တိုက်ခိုက်ခံရတဲ့တိုက်တော်ကြီးရွာရဲစခန်းဟောင်းနေရာမှာငင်းငယ်ရေးကောင်စီ KNLA-PC ကအခြေချတက်ဆွဲထားပါတယ်လက်ရှိမှာလည်းဖန်ထီလုံထိုးကူဝလန်လျှောက်ကိုစစ်တပ်ကအင်အားဖြည့်တင်းထားပြီးလက်နက်ကင်ကိန်းနေရာတွေမှာအစားထိုးတက်ဆွဲနေတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်အောင်ခန့်ပါအင်္ဂလိကန်အသင်းတော်ရဲ့စစ်တွေသာသနာပိုင်တွေကအနားယူထားတဲ့သာသနာပိုင်ကြီး Bishop ဘာနဘာထောင်ဝေးဟာဇန်နဝါရီလ10ရက်ကကွယ်လွန်သွားခဲ့ပြီဖြစ်ပြီးသူ့ရဲ့ရုပ်လောင်းကိုတော့ခရစ်ယာန်ထုံးတမ်းအစဉ်အလာနဲ့အညီဇန်နဝါရီလ12ရက်မှာတကြိုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အနားယူသာသနာပိုင်ကြီးဘာနဘာထောင်ဝေးဟာကွယ်လွန်ချိန်မှာတက်တော်82နှစ်ရှိပြီဖြစ်ပြီးဝါတော်58ဝါခန့်သာသနာတာဝန်ထမ်းဆောင်ခဲ့တယ်လို့ဆိုပါတယ်။တည်ဆုံးသွားတဲ့သာသနာပိုင်ကြီးဟာရခိုင်ပြည်နယ်နဲ့ပလက်ဝဒေသကခရစ်ယာန်ဘာသာဝင်တွေထဲမှာထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးလူကြီးယောဂါနဲ့ဆုံးပါသွားတာလို့ပလက်ဝမြို့ခံကပြောပါတယ်။သူ့ရဲ့ဇာပနာအခမ်းအနားကိုတော့မိသားစုဝင်တွေအသင်းတော်ဝင်တွေရခိုင်မြို့သားအဖွဲ့ချုပ်ရဲ့ပလက်ဝခရိုင်တာဝန်ရှိသူတွေနဲ့မြို့ကန်တွေကလိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။သာသနာပိုင်ဘာနဘာထောင်ဝင်းရဲ့58နှစ်ကြာခရစ်ယာန်သာသနာရေးနဲ့ယုံကြည်သူတွေရဲ့ဝိညာဉ်ခွန်အားတွေအတွက်ထမ်းရွက်လျှောက်လန်းခဲ့မှုနဲ့တကွယုံကြည်ခြင်းငြိမ်းချမ်းခြင်းနဲ့လူမှုအကျိုးအတွက်ရွရွချွန်ချွန်ဆောင်ရွက်ခဲ့တဲ့အမွေအနှစ်တွေကိုလေးစားဂုဏ်ပြုတယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ပလက်ဝခရိုင်ပါတီခရိုင်ကော်မတီကတဝန်လွှာပေးပို့ခဲ့ပါတယ်။သာသနာပိုင်ဘာနဘာထောင်ဝေကွယ်လွန်သွားမှုဟာရခိုင်ပြည်ခရစ်ယာန်သာသနာအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့လည်းရခိုင်ပြည်နယ်ကခရစ်ယာန်ဘာသာဝင်တွေကပြောကြပါတယ်ရှင်။ကိုကန်တက် MNDAA ကဂိတ်စကန်တချို့ကိုဇန်နဝါရီလအစောပိုင်းမှာပြန်ဆုတ်ထားပြီးတဲ့နောက်လာရှိုးနယ်နေရာတချို့မှာစစ်ကောင်စီကတရုတ်ကုန်တွေကိုဇက်တိုက်စစ်ဆေးဖမ်းဆီးတာတွေလုပ်လာနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။တရုတ်ကနေလာတဲ့တရုတ်ပစ္စည်းတွေမုတ်တွေကိုပစ္စည်းထားတဲ့ဂိုရောင်တွေမှာပါလိုက်စစ်နေပြီးအများစုကဂိတ်တွေနဲ့ဂိုရောင်တွေကိုပိတ်ထားတယ်လို့လာရှိုးဒေသခံကပြောပါတယ်။တီဘောတရာနဲ့မဲဟန်ဂိတ်ကနေ MNDAA တပ်ဖွဲ့တွေပြန်ဆုတ်သွားပြီးတဲ့နောက်လာရှိုးမြို့နဲ့မြို့ပြင်တွေမှာတရုတ်ပစ္စည်းတွေကိုလိုက်စစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကတရုတ်ပစ္စည်းတွေအပြင်အိမ်အောင်စုမှတ်ပုံတင်တဲ့ဧည့်စင်တွေကိုပါရှောင်းတခင်စစ်ဆေးနေတဲ့အတွက်ဇန်နဝါရီလ17ရက်မှာလာရှိုးမြို့မဈေးကြီးအတွင်းလူမရှိသလောက်နေပါနေတယ်လို့နောက်ထပ်မြို့ကန်တယောက်ကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နဲ့6ရက်တွေမှာလည်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကိုဆက်သွယ်ထားတဲ့လမ်းမပေါ်ကနမ်လန်နဲ့အဲ့ဒီအနီးအနားရွာတွေဘက်ကကွင်းလန်းတွေတဲ့အထိစစ်ကောင်စီကတရုတ်ကုန်တွေလိုက်ဖမ်းခဲ့ပြီးတော့အများစုဖမ်းဆီးခံရပြီး300ချီပေးပြီးပြန်ရွေးရတာတွေရှိခဲ့တယ်လို့ကုန်တင်ရင်မောင်းတွေစီကနေသိရပါတယ်ရှင်။ DVB မြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။